အားလုံးပဲမင်္ဂလာပါကျွန်တော် lesson 9ကနေကြိုဆိုလိုက်ပါတယ် lesson 9မှာကတော့ကျွန်တော်တို့ social media design တွေမှာအများဆုံးကျွန်တော်တွေ့ရတဲ့ဘယ် product ပဲဖြစ်စေဘယ်လို design မျိုးပဲဖြစ်စေကျွန်တော် model သုံးရတဲ့ design တွေမှာအများနဲ့လိုအပ်တဲ့ effect ပုံစံမျိုးပေါ့နော်ကျွန်တော် skin retention ဆိုတဲ့ဟာတွေကိုပြောပြပေးတော့မှာဖြစ်ပါတယ်အဲ့တော့ပထမဆုံး skin retention ဆိုတဲ့အပိုင်းမှာကျွန်တော် retention ကဒုတိယပိုင်းပေါ့နော်ပထမဆုံးပိုင်းအနေနဲ့ကျွန်တော်ကတော့ tools လေးနှစ်ခုနဲ့ပြောပြပေးချင်ပါတယ်အဲ့ဒါကတော့ doge 2နဲ့ bam 2ဖြစ်ပါတယ်အဲ့တော့ပထမဆုံးအနေနဲ့ကျွန်တော်ရှင်းပြချင်တာကတော့ tools နှစ်ခုက doge နဲ့ bam နဲ့ဖြစ်ပါတယ်အကုန်လုံးကိုကျွန်တော် shortcut O နဲ့ကျွန်တော်တို့ခေါ်ယူလို့ရပါတယ်ပထမဆုံး doge ကကြတော့ကျွန်တော်တို့လင်းချင်တာဖြစ်ပါတယ်ကျွန်တော်တို့အနေနဲ့ကျွန်တော်ရှိရတက်ပုံပေါ့နော်ပထမဆုံးကျွန်တော် copy ရင်ပွားလိုက်မယ်ပွားပြီးတော့ကျွန်တော်လင်းချင်တဲ့နေရာလေးကို doge နဲ့ကျွန်တော်တို့အလင်းဖွင့်ပေးလို့ရပါတယ်အဓိကကကျွန်တော်တို့အနေနဲ့အသားအရောင်ကိုပြန်ပြီးတော့အရောင်တင်ခြင်းတဲ့ခါမျိုးတွေတိကျပေါ့နော်မဲတဲ့ဖြစ်ဖြစ်မှောင်တာပဲဖြစ်ဖြစ်ဒီလိုမျိုး skin ဘိုင်းကိုကျွန်တော်အနေနဲ့ doge နဲ့ပြန်ပြီးတော့လင်းပေးလို့ရတယ်တခုတော့ရှိတယ်ကိုယ့်ရဲ့သုံးတဲ့ brush ရဲ့ opacity fade ပမာဏပေါ်မူတည်ပြီးတော့ကစားသွားမယ်ပေါ့နော်နောက်တစ်ခုကကျွန်တော်အနေနဲ့ brushing ဘိုင်းကိုသုံးရတာဖြစ်တဲ့အတွက်ပထမအဆုံး brush ဘိုင်းသွားထားတဲ့နေရာတွေမှာကျွန်တော်ထပ်ပြီးတော့ပြန်ပြီးတော့ထိတွေ့ခဲ့မယ်ပေါ့နော် touching ဖြစ်ခဲ့မယ်ဆိုရင်ကျွန်တော်ဒါမျိုးပေါ့နော်ဒီနေရာမှာကျွန်တော်ထပ်ပြီးတော့ထိလိုက်တယ်ဆိုရင်ကျွန်တော်ဒီနေရာမှာပထမဆုံးအနေနဲ့ level 1ဒါ level 2ဆိုပေမဲ့ဒီမှာနှစ်နေရာကကျွန်တော် overlap ပြီးတော့ကျွန်တော်တို့က brushing ထိထားတာဖြစ်တဲ့အတွက်ပို့ပြီးတော့ကျွန်တော် doge ကပမာဏပို့ပြီးများနေမှာဖြစ်ပါတယ်အဲ့တော့ doge ဆိုတဲ့2ရဲ့သဘောတဘာဝအရာကျွန်တော်အနေနဲ့ skin တစ်ခုလုံးကိုချက်ချင်းကျွန်တော်မှောင်နေတော့လကောအမဲကျနေတော့နေရာကနေကျွန်တော်ချက်ချင်း doge ကိုသုံးပြီးတော့ဖြူသွားအောင်လင်းသွားအောင်ကျွန်တော်လုပ်လို့ရကောင်းရပါမယ်ကျွန်တော်အဲ့လိုမျိုးကြီးအကုန်လုံးကိုသုံးတာထက်ဆိုင်ကျွန်တော်အနေနဲ့လင်းကျတဲ့နေရာမျိုးလေးတွေနောက်တစ်ခုကကျွန်တော်တို့အမောင်ထဲမှာမဟုတ်ဘဲနဲ့ကျွန်တော် skin ကိုပို့ပြီးကြွသွားအောင်ကျွန်တော်အနေနဲ့အယောင်တင်တဲ့နေရာမျိုးတွေမှာပို့ပြီးတော့သုံးသင့်ပါတယ်အဓိကကတော့ jewelry design တွေပေါ့နော်ကျွန်တော်လက်ဝတ်ရတနာတွေပြီးနောက်တစ်ခုကကျွန်တော်တို့ character model တွေကိုပြန်ပြီးတော့ကျွန်တော်တို့အယောင်တင်ခြင်းတဲ့ခါမျိုးတွေမှာပို့ပြီးတော့သုံးတဲ့အထူးစေးဖြစ်ပါတယ်အဲ့တော့ကျွန်တော် brushing ကိုနည်းနည်းလေးပေးမယ်ပြီးရင်ကျွန်တော်တို့ဒီနှာရင်းလေးပေါ့နှာခေါင်းရင်းလေးကိုကျွန်တော်ပြန်ပြီးပုံစံဖော်မယ်ပြီးရင်ကျွန်တော်ဒီနှစ်ဖူးဆက်လေးပုံစံဖော်မယ်ဆိုကျွန်တော်အနေနဲ့ဒီ model ရဲ့အဓိကဒီကျွန်တော်တို့ shades ကရှေ့ကကျွန်တော်ဒီနှာခေါင်းပိုင်းကပေါ့နော်နှာရင်းနှာဖျားပိုင်းလေးကကျွန်တော်အနေနဲ့အလင်းပေါ့အလင်းကွက်ပြီးတော့အလင်းလေးထိုးသွားမယ်ဆိုရင်ခံစားချက်မျိုးကျွန်တော်ပြန်ပြီးတော့ဖန်တီးလို့ရတယ်ဒါကတော့ photography ဘိုင်းကကျွန်တော်တို့ lighting တင်တဲ့အခါမျိုးတွေဖြစ်စေပြီးနောက်တစ်ခုကအသားညိုတဲ့သူတွေကိုကျွန်တော်အယောင် color polish တင်တဲ့အခါမျိုးတွေမှာသုံးတဲ့ tools ဖြစ်ပါတယ်သူ့ရဲ့ပြောင်းပြန်နောက်ထပ် tool တစ်ခုကတော့ band ဖြစ်ပါတယ် band ဆိုတာကကျွန်တော်ဖြူနေတဲ့နေရာကိုကျွန်တော်ပြန်ပြီးတော့မှောင်ကျစေခြင်းတဲ့အခါအမိန်ဖြစ်စေခြင်းတဲ့အခါမျိုးတွေနောက်တစ်ခုကကျွန်တော်တို့မီးလောင်ကျွမ်းတဲ့ပုံစံမျိုးပေါ့နော်အမဲဖြစ်ခြင်းတဲ့အခါမျိုးတွေမှာကျွန်တော်ပြန်သုံးပါတယ်အဲ့တော့ကျွန်တော်တို့လက်ရှိကျွန်တော်တို့ပို့ပြီးတော့တီးခြင်းနဲ့ပို့ပြီးတော့ dark ဖြစ်ခြင်းနဲ့ shadow ထည့်ခြင်းတဲ့ဟာမျိုးပေါ့နော်အဓိကတော့ကျွန်တော်တို့ object တစ်ခုရဲ့ပြန်ကျနေတဲ့ shadow ပုံစံမျိုးမဟုတ်ဘဲနဲ့ object ပုံမှာပဲကျွန်တော်တို့အနေနဲ့အနှဲငယ်လေးပို့ပြီးရှင်းရှင်းလင်းလင်းဖြစ်ခြင်းတော့ဗောနော်ကျွန်တော်ဒါမျိုးလေးဘန်လုပ်လိုက်မယ်ပြီးရင်ဒီဘက်လေးကိုလည်းကျွန်တော်အရေးလေးပြန်ထည့်ကြည့်မယ်အဲ့လိုမျိုးနေရာမျိုးတွေမှာကျွန်တော်တို့သုံးတယ်ပေါ့အဓိကကတော့ Dotion band ရဲ့ရည်ရွယ်ချက်ကတော့ကျွန်တော်တို့အနေနဲ့ retention ဆိုတဲ့အပိုင်းရဲ့ပထမအဆုံးကနဦးဖြစ်တဲ့အယောင် polish တင်ခြင်းဆိုတဲ့အပိုင်းကိုကျွန်တော်လှုပ်ဆောင်လို့ရမှာဖြစ်ပါတယ်အဲ့တော့ polish တင်တယ်ပြီးရင်နောက်တစ်ခုက character ကိုပို့ပြီးကြောက်အောင်လုပ်ပြီးလို့ရတယ်နောက်တစ်ခုက jewelry ဆိုတဲ့ပုံစံမျိုးကျွန်တော်တို့လက်ဝတ်ရတနာကြီးဆိုရင်အယောင်ပို့ပြီးတော့လက်တဲ့ပုံစံမျိုးအယောင်အလင်းတွေကျွန်တော်တို့ပို့ပြီးထည့်ရတဲ့အပိုင်းမျိုးတွေမှာသုံးတာများပါတယ်ခင်ဗျကဲကျွန်တော်ဒုတိယပိုင်းကျွန်တော် skin retention ဘိုင်းပေါ့နော် Dotion band အယောင်တင်တဲ့ polishing ဘိုင်းပြီးသွားတဲ့အခါမှာကျွန်တော် skin retention ဘိုင်းတွေကိုပြောပြပေးပါမယ်အဲ့တော့နမူနာပုံလေးကတော့ဒီဟာလေးပါပထမဆုံးအနေနဲ့ကျွန်တော်တို့ skin retention ကိုလိုအပ်တဲ့အခါမျိုးတွေကဘေးမှာအများဆုံးလဲဆိုတော့ကျွန်တော် model ထိုင်တဲ့အမျိုးအများဆုံးပေါ့နော် cosmetic ကြော်ညာတွေနောက်တစ်ခုကmodel အဓိကပါတယ်ပေါ့နော် cosmetic ကြော်ညာဘိုင်းတွေပြီးရင် main ကလေးသုံးတဲ့ကျွန်တော်ပစ္စည်းပေါ့နော်နောက်တစ်ခုကကျွန်တော်တို့နောက်ပိုင်းတော့တော်တော်များများတွေ့ပေါ့နော်နောက်ပိုင်းမှာဘယ်လိုကြော်ညာ design တွေမှာတွေ့လဲဆိုတော့ကျွန်တော်တို့လောင်းစားပေါ့နော်ကျွန်တော်တို့gambling ကြော်ညာ design တွေမှာလည်း model တွေအများဆုံး
သုံးလာတယ်ပေါ့နော်ဒါမျိုးပြီးနောက်တစ်ခုက HY ပဲဖြစ်ဖြစ်ကျွန်တော်တို့ကြော်ညာတွေမှာ main ကလေး model တွေနောက်တစ်ခုကယောက်ျားလေး model တွေပဲဖြစ်ဖြစ် character model အသုံးများတဲ့ကြော်ညာတွေမှာကျွန်တော်တို့ skin retention ဘိုင်းကလိုအပ်ပါတယ်လောက်တတ်ဖို့လိုအပ်ပါတယ်အဲ့တော့ကျွန်တော်တို့အနေနဲ့ဒီ skin retention ဘိုင်းဒီညမှာပြောပြပေးသွားမှာကကျွန်တော်တို့အကြမ်းမြင်ဆိုပေမဲ့ကျွန်တော်အမြဲတမ်းသုံးလို့ရတဲ့နည်းလမ်းလေးဖြစ်ပါတယ်ဒီထက်ပိုပြီးတော့ကျွန်တော် skin retention အပိုင်းတွေကိုထပ်ပြီးလုပ်ချင်နေဆိုတဲ့အပိုင်းတွေမှာကျွန်တော်ထပ်ပြီးတော့လည်းဗီဒီယိုတွေကျွန်တော်တင်ပေးသွားပါမယ်ပြီးရင်ဒီမှာကျွန်တော်တို့ပြန်ပြီးတော့လည်းမေးလို့ရတယ်ပေါ့နော်โอเคအဲ့တော့ကျွန်တော် skin retention ဘိုင်းလို့ပထမဆုံးစသွားမယ်အဲ့တော့သွားမယ်ဆိုတော့ပထမဆုံးပုံလေးကိုကျွန်တော်အရင်ဆုံး comparison လုပ်ချင်တာဖြစ်တဲ့အတွက်အရင်ဆုံး copy ပွားမယ်ပေါ့နော်ပြီးရင်ကျွန်တော်ပြန်ကြည့်လို့ရအောင်လို့အဲ့တော့ control J နဲ့အရင်ဆုံး copy ပွားမယ် copy ပွားပြီးသွားပြီဆိုရင်သူရဲ့ပထမဆုံးလုပ်ရမယ့်အချက်ကဒီ skin ဒီ image ကိုကျွန်တော်တို့က invert လုပ်ပေးရမှာဖြစ်ပါတယ် invert ဆိုတာကကျွန်တော်တို့ ਨੇ ပြောင်းပြန်လှန်ရမယ်ပေါ့နော်အရာတွေအကုန်လုံးကိုကျွန်တော် invert လုပ်မှာဖြစ်ပါတယ်အဲ့တော့ shortcut အနေနဲ့ control နဲ့ I နဲ့ဖြစ်ပါတယ်အဲ့တော့ invert လုပ်ပြီးသွားပြီ invert လုပ်ပြီးသွားတဲ့အခါမှာဘာတွေထူးခြားအောင်ဆိုတော့သူကအရာတွေကိုပြောင်းပြန်ကြည့်ရတယ်ကြည့်ရအမြင်ရပါတော့အလင်းတွေကိုကျွန်တော် shadow အနေနဲ့မြင်ရမယ် shadow တွေကိုအလင်းအနေနဲ့ပြန်ပြီးမြင်ရမယ် okay invert လုပ်ပြီးသွားပြီဆိုရင်ပထမဆုံးကျွန်တော်တို့ invert လုပ်ပြီးသွားပြီဆိုရင်ဒုတိယအနေနဲ့ blend move ချိန်ပေးရမှာဖြစ်ပါတယ် blend move ကိုကျွန်တော်တို့က vivid light ပေါ့နော်အဓိကတော့အရာအရန်စူးတဲ့ vivid light blending မျိုးစားကိုကျွန်တော်ရွေးပါမယ် okay အဲ့တော့ကျွန်တော် vivid light ကိုရွေးသွားပြီးတဲ့အခါမှာကျွန်တော်ရဲ့ model ပုံကအရန်ကြီးကိုဝေဝါးတယ်ပါပဲပေါ့နော်အဓိကတအားကြီးမြင်ရတဲ့အပိုင်းတွေတိတ်မရှိတော့ဘူးအဲ့တော့ဒါကပထမဆုံးအနေနဲ့ဘာကိုလုပ်ချင်တာလဲဆိုတော့ model ရဲ့ skin texturing မှာပါတဲ့ကျွန်တော် shadow နဲ့ပတ်သက်နေတဲ့ boot လေးတွေပေါ့နော် ဘူးလေးတွေပြီးရင်နောက်တစ်ခုက scar အမှတ်လေးတွေနောက်တစ်ခုကသပင်အမြင်သေးလေးပေါ့နော်ကိုဖြတ်ခြင်းတဲ့ဟာပြုတ်လေးတွေပေါ့အဲ့လိုမျိုးစားဝတ်ချံပုံစံမျိုးကဲသို့တော့အဲ့လိုအရေးပြားအကွက်လေးတွေကိုကျွန်တော်ဖျောက်ချင်တာဖြစ်တဲ့အတွက် shadow ကိုပထမဆုံးအရင်ဆုံးကစားရတယ်ပေါ့နော်ကစား shadow နဲ့ light နဲ့ကိုကျွန်တော်ပြန်ပြီးခွဲပြီးတော့အဲ့ဒီနှစ်ခုစလုံးကျွန်တော်တို့ blending လုပ်လိုက်မှာဖြစ်ပါတယ် blend လုပ်တာကဘာကိုပြောချင်တာလဲဆိုတော့ shadow နဲ့ highlight နဲ့ဟိုကျွန်တော်ချောအောင်ကျွန်တော်က blur လုပ်တဲ့ပေါ့ blur ဆိုတာကျွန်တော်မှုံအောင်မှုံလေးလုပ်တဲ့သဘောမျိုးပါအဲ့တော့ vivid light ရွေးပြီးသွားပြီဆိုရင်ကျွန်တော်ကပထမဆုံး fader effect ကိုစသုံးပါပဲအဲ့တော့ fader တွေကကျွန်တော်တို့က blur effect ကိုစသုံးရမယ် blur တွေကမှကျွန်တော် Gaussian blur ကိုသုံးရမှာဖြစ်ပါတယ်ဟုတ်ပြီကျွန်တော် Gaussian blur ကိုစပြီးသုံးတဲ့အခါမှာကိုယ့်ရဲ့လိုအပ်တဲ့ amount ကိုစပြီးရွေးရမယ်ပေါ့နော်အဲ့တော့ငကိုမူရင်းဓာတ်ပုံကကျွန်တော်ဒီလိုမျိုးရှိရပေါ့နော်ငကိုမူရင်းဓာတ်ပုံမှာကျွန်တော်ကပြုတ်တွေ skin texture တွေအကြမ်းကြီးမြင်ရတယ်အဲ့ဒါတွေကျွန်တော်ဖျောက်ချင်တယ်ဆိုအရင်ဆုံးကျွန်တော်မမြင်ရလောက်တဲ့ဒီမှုံလောက်တဲ့ပမာဏတွေကျွန်တော်အရင်ဆုံး short ကြည့်မယ်ကျွန်တော်ဒီ skin texture တွေကိုပေါ့နော် skin texture တွေအရင်ဆုံးပျောက်လောက်တဲ့ပမာဏတွေဖျောက်ကြည့်မယ်ဒါပေမဲ့ကျွန်တော်တခြားဟာတွေပေါ့နော်ဒီမျက်ခုံးမွေးတို့မျက်တောင်မွေးတို့ဒီမျက်နှာရဲ့အဝင်းဝိုက်ပုံစံတော့အတားကြီးမပျောက်စေနဲ့ပေါ့နော်အဲ့တော့လောလောဆယ်ကျွန်တော်တက်နိုင်တဲ့လောက်ပမာဏကကျွန်တော်ကတော့ 1.4 လောက်ဆိုအဆင်ပြေတယ်ပေါ့နော်ဒီလောက်အရင်ဖျောက်ကြည့်မယ်ဒါပေမဲ့ဒီနေရာမှာပြုတ်လေးတွေမြင်သေးရဖြစ်တဲ့အတွက်နည်းနည်းတော့ short ကြည့်မယ်ပေါ့နော်1လောက်ထိဓာတ်ကြည့်မယ်ဆိုရင်တော့ကျွန်တော်ပို့ပြီးတော့တေးကြတယ်အဲ့တော့1လောက်နဲ့အရင်ဆုံးကစားမယ် okay ဒါတော့ကျွန်တော်သုံးတဲ့ပုံပေါ့နော်ကျွန်တော် result ပုံပေါ်မူတည်ပြီးတော့ကျွန်တော်တို့ကအမြဲတမ်း adjust လုပ်အောင်မှာဖြစ်ပါတယ်အဲ့တော့ပထမကကျွန်တော်တို့ invert လုပ်တဲ့ဒုတိယကကျွန်တော် blend မှုပြောင်းပြီးသွားပြီဆိုရင်ကျွန်တော် fader effect ကနေ blur ကိုစသုံးလိုက်ပြီ okay သုံးချက်ပြီးသွားပြီဆိုရင်ဒီ blur ပြီးသွားတဲ့အခါမှာကျွန်တော်ကနောက်ထပ် fader effect တခုထပ်သုံးအောင်မှာဖြစ်ပါတယ်အဲ့ဒါကတော့ကျွန်တော် fader တွေက other တွေကမှကျွန်တော်တို့က high pass ကိုရွေးပေးရမှာဖြစ်ပါတယ် high pass ဆိုတာကကျွန်တော်တို့အနေနဲ့စပြီးတော့ blending လုပ်မှာပေါ့ရောတော့မဲ့အခြေအနေဖြစ်ပါတယ်အဲ့တော့ဒီနေရာမှာကျွန်တော်တို့က final ဓာတ်ပုံကိုကျွန်တော်အရင်ဆုံးကြည့်ရတဲ့ပုံစံမျိုးတော့ကျွန်တော်ချိန်ပြရမှာဖြစ်ပါတယ်အဓိကကျွန်တော်ဘယ်လောက်ထိကျွန်တော်မှုံကျင်လဲသူ့ရဲ့အသားရည်ပေါ့နော်အဓိက skin texture ကကျွန်တော်တို့အရင်ကြီးကြွေရုပ်ကြီးပုံစံမျိုးဖြစ်သွားဖို့တော့မလိုဘူးငကိုရှိရင်သားမှာကျွန်တော်တို့ငကိုရှိရင်ဆွဲ model ရဲ့တကယ် texture ပေါ့နော်ပြောချင်တာကကျွန်တော်မှဲ့ပုံစံမျိုးတွေနောက်တစ်ခုကသူ့ရဲ့မျက်နှာအဝင်းဝိုက်ပုံစံမှာဘယ်နေရာမှာအချိုင်ပုံလဲဆိုရင်အဲ့ဒါမျိုးလေးတွေကိုကျွန်တော်တို့ကဖျောက်ပြလို့မရဘူးပြီးရင်မျက်ရည်ပေါ်မှာပေါ်နေတဲ့သူ့ရဲ့ eyeliner ပေါ့နော် eyeliner အမျိုးအစားလေးတွေကျွန်တော်တို့ကပြန်ဖျောက်ပြလိုက်လို့မရဘူးလုံးဝကြီးကျွန်တော်တို့ကမှုန်တေသွားတယ်ဆိုရင်ခန်းစားချက်ကြီးကျွန်တော်တို့ကပေးလို့မရပါဘူးဒါကြောင့်ကျွန်တော်တို့ကသူ့ရဲ့မျက်နှာပေါ်မှာကျွန်တော်ဖေးခြင်းလောက်တဲ့ပမာဏလေးတွေကိုကျွန်တော်တို့ရော့သွားရင်ကိုကျွန်တော်တို့ကအဆင်ပြေတယ်ပေါ့နော်အဲ့လောက်ပဲကျွန်တော်တို့က adjust လုပ်မယ်လောလောဆယ်ကတော့ကျွန်တော်ကတော့ 6.7 လောက်ထားကြည့်မယ်ပေါ့နော်7လောက်ကိုကျွန်တော်အဲ့လိုမျိုးနဲ့ကျွန်တော် okay ရနှိမ့်ကြည့်မယ်
အဲ့တော့ကျွန်တော်တို့ကဒီတိုင်း plain ကျွန်တော်ဒီလိုမျိုးသွားပြီးတော့ရပြီဒါ skin retention ရပြီဆိုပြီးကျွန်တော်တို့သွားပြောလို့မရဘူးဘာလို့ဆိုကျွန်တော်တို့ကတကယ်ပြင်ချင်တာကပြုတ်တီရှိတဲ့နေရာလေးတို့ပဲတည်တံ့ပြင်ချင်တာမျက်နှာကြီးတစ်ခုလုံးစပိန်တွေရောအကုန်လုံးတက်ပုံကြီးတစ်ခုလုံးကျွန်တော်ပြင်ချင်တာမဟုတ်တာဖြစ်တဲ့အတွက်ကျွန်တော်တို့က layer mask ခံမှာဖြစ်ပါတယ်အဲ့တော့ foreground background color မှာကျွန်တော်အဖြူမဲရွေးပြီးသွားပြီဆိုရင်ကျွန်တော်တို့အရင်ဆုံး layer mask လေးခံကြည့်မယ် layer mask ကအဖြူဖြစ်နေသေးကျွန်တော်တို့ကပြင်ထားတဲ့တက်ပုံကြီးကမြင်နေရမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့သူ့ကို layer mask အမဲ negative layer mask ကိုကျွန်တော်ပြောင်းဖို့ဖြစ်တဲ့အတွက် invert လုပ်ဖို့အတွက် control နဲ့ i နဲ့ကိုပြန်နှိပ်လိုက်မယ်ဒါဆိုရင်ကျွန်တော်တို့က layer mask ကအပြည့်ဖုံးထားပြီးတော့ကျွန်တော်က layer မသုံးထားတဲ့ပုံစံမျိုးပေါ့နော်ငကိုမူရင်းပုံကိုမြင်ရမှာဖြစ်တယ်အဲ့တော့ကျွန်တော် layer mask မှာကျွန်တော်တို့ကထည့်ချင်တဲ့ဘိုင်းလေးကိုပဲ brush အဖြူလေးနဲ့ပြန်ထည့်မယ်ဒါကြောင့် shortcut B brush ကိုယူပြီးတော့ foreground color brush color ကိုကျွန်တော်တို့အဖြူပြန်ထားမယ်ပြီးရင်ကျွန်တော်တို့က soft rounded ကိုရွေးပေးမယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့ကဒါလေးလိုက်နေကြည့်မယ်ဖိပြီးဆွဲကြည့်မယ်ဒါဆိုရင်ကျွန်တော်တို့ပြင်ကျင်တဲ့ skin အပိုင်းလေးကိုပဲကျွန်တော်တည်တံ့ retention ကင်ပြီးသားဖြစ်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ share တွေ highlight တွေကျွန်တော်တို့မကစားတော့ဘူးပြီးရင်အဓိကကြီးပြုတ်လေးတွေပျောက်သွားမယ်သူရဲ့ skin texture လေးပိုပြီးချောလာမယ်ပေါ့နော်ဒါမျိုးလေးလောက်ပဲကျွန်တော်တို့ကပြင်ပေးရမှာဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့ဒီမှာပေါ့နော်မျက်တောင်နားလေးတွေပြီးရင်ဒီနှာခေါင်းပေါ့နော်နှာခေါင်းတဲမှာပြီးရင်ဒီဘက်ကမျက်ခွန်လေးပုံပါပေါ့နော်ဒါကတော့ brush အကြီးသေးပုံမူတည်ပြီးကိုကပြန်ပြီးဒီလေးကင်ပေးလို့ရတယ်လောလောဆယ်ကျွန်တော်ယာယီ preview ပေါ့နော် preview ပုံစံမျိုးမှာကျွန်တော်စမ်းသက်ကြည့်မှာတော့ဒီလောက် brush size နဲ့ကျွန်တော်စမ်းကြည့်ပါပေါ့နော် okay ဒီနေရာမှာကျွန်တော်တို့ကဒီမျက်ခွန်လေးပုံမှာလိုက်ပြီးတော့ပြန်ချောဖို့စရာမလိုဘူးဒါကသူ့ရဲ့ make up look ပေါ့နော် make up look ကိုကျွန်တော်တို့ကပြန်ဖြတ်စီလို့မရဘူးအဲတော့ကျွန်တော်တို့ဒီပြုတ်လေးတွေပဲလိုက်ဖြောင်းမယ် okay ကျွန်တော်ကတော့လောက်ဆိုရင်အဆင်ပြေပြီလို့ကျွန်တော်ထင်တယ်ပေါ့နော်။ဟောကျွန်တော်လည်း sorry နှာခေါင်းမှုခဏလေးပါကျွန်တော်အနေနဲ့ဒီမှာဖြောက်မယ်ဆိုရင်ဒီရဲ့နှာခေါင်းနဲ့ဒီနှာခမ်းနဲ့ကြားထဲမှာဆက်ထားတဲ့ဒီ highlight လေးကိုကျွန်တော်တို့ကဖြောက်ပြလို့မရအောင်။ဒါဆိုရင်ကျွန်တော်ကပြောင်ချိုကြီးပုံစံမျိုးဖြစ်သွားလိမ့်မယ်ပေါ့နော်။သူ့ရဲ့မျက်နှာရဲ့ shaping ကိုတော့ကျွန်တော်ကပြလို့မရဘူး။ဒါကြောင့်ကျွန်တော်တို့ဒီနေရာမှာပဲဒီလိုလေးပဲကျွန်တော်တို့ retention လုပ်မှာဖြစ်ပါတယ်။ okay ပြီးရင်ကျွန်တော်ကိုလိုချင်တဲ့ပုံစံလေးပေါ့နော် shape ကိုမပြန်ရပြီ။ skin ကိုပဲကျွန်တော်တို့ကစားဖြစ်တဲ့အတွက်ငကိုမူရင်းပုံနဲ့ကျွန်တော်တို့ရှင်းကြည့်မှာဖြစ်ပါတယ်ဒါကတော့ငကိုမူရင်းပုံ model ရဲ့ face look ပေါ့နော် face look ဖြစ်ပါတယ်ဒါကကျွန်တော်တို့ပြင်ထားတဲ့ skin retention ပုံလေးဖြစ်ပါတယ်အဲ့တော့ဒီ skin retention ဆိုတဲ့အပိုင်းကကျွန်တော်အများဆုံးသုံးရမယ် social media design တွေမှာအများဆုံးသုံးရတဲ့အမျိုးအစားတွေမှာပါတယ်နောက်တစ်ခုကကျွန်တော်တို့အနေနဲ့ basis ကိုတော့အမြဲတမ်းသိရမယ်နောက်တစ်ခုကကျွန်တော်တို့လိုအပ်ရင် Doshan Band Polish ပြန်တင်တဲ့အခါမျိုးတွေမှာလည်းတွဲဖက်ပြီးတော့သုံးသင့်ပါတယ်အဲ့တော့အချင်းချုပ်ပြောရမယ်ဆိုရင် skin retention ကိုပထမဆုံးစလုပ်ဖို့ဓာတ်ပုံကို invert လုပ်ရမှာဖြစ်ပါတယ်ပြောင်းပြန်ရင်လမ်းရမယ်ဒုတိယက blend mode မှာကျွန်တော်တို့အနေနဲ့ vivid light ကိုချိန်ရမှာဖြစ်ပါတယ်တတိယချက်နဲ့ filter တွေကနေ blur တွေကနေ Gaussian blur ကိုကျွန်တော်တို့အနေနဲ့ adjust လုပ်ပြီးတော့ Gaussian blur သုံးပေးရမယ်နောက်ပြီးရင်ကျွန်တော်တို့အနေနဲ့နောက်တစ်ခါ filter တွေကနေ high pass ကိုရွေးပြီးတော့ကျွန်တော်တို့လိုချင်တဲ့ skin retention အပိုင်းထိရအောင်ကျွန်တော် adjust လုပ်ပေးရမှာဖြစ်ပါတယ်ဒါပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့အနေနဲ့လိုအပ်တဲ့အပိုင်းကိုပဲပြန်ပြီးထည့်ရမှာဖြစ်တဲ့အတွက် layer mask negative layer mask ကိုပြန်ခံမယ်ပြီးရင်ကျွန်တော်လိုအပ်တဲ့အပိုင်းလေးကိုပဲ brush white brush နဲ့ကျွန်တော်ပြန်ပြီးတော့ဖော်ပြီးတော့ပြန်သုံးရမှာဖြစ်ပါတယ်ဒါဆိုရင် skin retention အပိုင်းကဒီနေရာမှာကျွန်တော်လုပ်လို့ပြီးဆုံးသွားမှာဖြစ်ပါတယ်ခင်ဗျ